Are you ready? ဒီနေ့ခေတ်ကလေးတွေအတွက်တည်းမဟုတ်ဘူးလူကြီးတွေပါကခုံဖို့ Remix မိုးရွာရင်မိုးရေချိုးမယ်မေမေလာရင်နိုးဆိုမယ်ဖေဖေလာရင်အုံးသေးခွဲစားမယ်မင်းတို့ကတာဖုံမထားဘူးကိုထွေးခင်ကတာဖုံထားတယ်ဟေးမင်္ဂလာပါ Access AI Channel ကနေကြိုဆိုလိုက်ပါတယ်ကြည့်ရှုသူမိတ်ဆွေအပေါင်းကျမ်းမာကြပါစေချမ်းသာကြပါစေဘေးပရာတွေဝေးကွာစေစိတ်သွားတိုင်းကိုပါလူရာစန္ဒပြေဝကြပါစေအခုမိတ်ဆွေတို့နားထောင်ခဲ့ရတဲ့သချင်းကဘယ်သူသချင်းလို့ထင်ပါသလဲဒီလိုမျိုးမြန်မာအတန်ပီပီတတနဲ့သချင်းတစ်ပုတ်ဖြစ်ဖို့စက္ကန့်ပိုင်းလေးပဲကြားလဲဆိုရင်ရောမိတ်ဆွေတို့ယုံကြမလားဟုတ်ပါတယ်စက္ကန့်ပိုင်းလေးပါပဲတေးရီတေးဆိုဂီတာမူအားလုံးက AI ပဲဖြစ်ပါတယ်ဒါတွေမကသေးပါဘူးမိတ်ဆွေကကိုယ့်ရဲ့ပုံလေးနဲ့ live ဖတ်တဲ့တန်စင်တစ်ခုကိုလိုချင်နေဆိုရင်လည်းဒီ AI2 ကဖန်တီးပေးနိုင်ပါတယ်ဒါကြောင့်မိတ်ဆွေကဂီတနဲ့ပတ်သက်ပြီးအခြေခံမရှိထားဘူးဆိုရင်တော့မှစိတ်ကူးတွေကစာသားလေးတွေကိုဒီလိုမျိုးအမိုက်စားသချင်းတန်စင်လေးတွေဖြစ်ဖန်တီးလို့ရနေပါပြီအထူးသဖြင့်မြန်မာအတန်ကိုပီပီတတတီးဆိုနိုင်တာကလည်းဒီ AI2 ရဲ့တကယ်ကိုအံ့ဩစရာကောင်းတဲ့လှုပ်ဆောင်နိုင်စွမ်းပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ AI ကိုအသုံးပြုပြီးအခုလိုအမိုက်စားသချင်းတွေဘယ်လိုလုပ်ရမလဲမြန်မာအတန်မြန်မာဂီတပုံစံရအောင်ဘယ်လိုဖန်တီးရမလဲပို့ပြီးရတမြောက်တဲ့သချင်းတွေရရှိဖို့ prompt formula တွေကိုဘယ်လိုရေးသားရမလဲဆိုတာအနေနဲ့ပတ်သက်ပြီးတော့အသေးစိတ်လေးတဆင့်ချင်းမျှဝေပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိအောင် like ပါကြည့်ရှုလှုပ်ဆောင်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်မိတ်ဆွေအနေနဲ့ VPN လေးဖွင့်ပြီးတော့ဗီဒီယိုလေးကိုကြည့်ပေးခြင်းအပြင်လည်းကျွန်တော်တို့ရဲ့ channel ကို support လုပ်ပေးနိုင်ပါတယ် Welcome to Access AI. Ready to dive in, don't be shy. Exploring all the tools and apps. Unlock the future on your maps. Learn it easy, get the update with practical use. You're feeling great. Stay ahead of the curve, let's go. Join the Access AI show. With Access AI, the future's here. Making complex tech so clear. With Access AI, you're in the know. Watch your skills and knowledge grow. With Access AI, yeah! With Access AI, let's go!အားလုံးပဲမင်္ဂလာပါ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုလိုမျိုးအမိုက်စား music တွေသချင်းတွေဖန်တီးလို့ရနိုင်တဲ့ tool ကဘာဖြစ်မလဲဒီ tool ကနေဖန်တီးလိုက်တဲ့သချင်းတွေ music တွေကိုဘယ်လိုနေရာတွေမှာပြန်လဲအသုံးပြုနိုင်မလဲဆိုတဲ့အကြောင်းအရာတွေကိုအနည်းငယ်လေ့လာကြည့်အောင်ပါအခုလိုမျိုးအလန်းစား music တွေ sound တွေဖန်တီးနိုင်တဲ့ tool ကတော့ Google ကထုတ်လုပ်လိုက်တဲ့ Lyria 3လို့ခေါ်ပါတယ် AI music generation model တစ်ခုဖြစ်ပြီးတော့စာသားလေးရိုက်ထည့်ပေးလိုက်ရကနေပြီးတော့သချင်းတန်စင်အဖြစ်ဖန်တီးပေးနိုင်တယ်လို့ image လေးကနေပြီးတော့လဲစက္ကန့်30ခန့်တန်စင်တစ်ခုသချင်းတစ်ပုဒ်ကိုအလွယ်တကူပြောင်းလဲပေးနိုင်ပါတယ်အဲ့လိုထုတ်ပေးလိုက်တဲ့ music တွေ sound တွေကိုကိုနှစ်သက်ရာ platform တစ်ခုခုမှာပြန်လည်မျှဝေအသုံးပြုနိုင်တယ်လို့လည်းဖော်ပြထားပါသေးတယ်ဒါက background music တွေ podcast intro တွေ YouTube intro တွေ short film soundtrack တွေစသဖြင့်ကိုယ်တိုင်စိတ်ကြိုက်ဖန်တီးအသုံးပြုခြင်းသူတွေအတွက်တကယ်ကိုအသုံးဝင်စေမဲ့ tool တစ်ခုဖြစ်ပါတယ် free အသုံးပြုခွင့်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လဲလူတိုင်းစမ်းသုံးကြည့်နိုင်ပါတယ်ဒါအပြင်အကောင်းဆုံးတစ်ခုကတော့ prompt ကိုမြန်မာလိုရေးထည့်ပြီးတော့လည်းဖန်တီးခိုင်းလို့ရပါတယ်ဒါဆိုရင်ဒီလောက် powerful ဖြစ်တဲ့ tool ကိုကျွန်တော်တို့စတင်ပြီးတော့စမ်းသုံးကြည့်ရအောင်ပါဒီ Lyria 3လို့ခေါ်တဲ့ music generation 2ကိုအသုံးပြုလို့ရတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်ဒီထဲကမှအားလုံးအတွက်အလွယ်ကူဆုံးဖြစ်စေမယ့်နည်းလမ်းလေးနဲ့စမ်းပြသွားပါမယ်မိတ်ဆွေအနေနဲ့ဖုန်းနဲ့သုံးတာဆိုရင် Gemini app အကယ်၍ကွန်ပျူတာနဲ့သုံးမယ်ဆိုရင်ကျွန်တော်တို့အသုံးပြုနေကြ Gemini.com ကိုတွားလိုက်ပါဒီနေရာမှာမိတ်ဆွေက Gemini app ကနေမသုံးချင်ဘူးဆိုရင်လည်းပဲ Music Facts တို့လိုမျိုး website တွေကနေတွားပြီးသုံးရင်လည်းရပါတယ်ကျွန်တော်ကတော့အားလုံးအတွက်လွယ်ကူစေမယ့် Gemini ကနေပြီးတော့ပဲသုံးပြသွားပါမယ် Gemini app သို့မဟုတ် website တွေကိုဝင်လိုက်လို့ဒီနေရာကိုရောက်ပြီဆိုရင်တော့အခုဒီမှာမြင်တွေ့နေရတဲ့ tool ဆိုတဲ့နေရာလေးကိုနေလိုက်ပါဒီအောက်နားမှာ create music new ဆိုတဲ့ feature အသစ်လေးကိုတွေ့ရပါလိမ့်မယ် create music ဆိုတာလေးကိုရွေးပေးလိုက်တာနဲ့အခုလိုမျိုးနမူနာ music ပေါင်းများစွာကိုနားဆင်လို့ရပါတယ်အခုသူပေးထားတဲ့ပုံစံတွေကနေပြီးတော့ကိုဖန်တီးခြင်းတဲ့ music type နဲ့ကိုက်ညီတယ်ဆိုရင်လည်းပဲ reference ယူပြီးတော့အလွယ်တကူတီးလုံးတစ်ပုဒ်ကိုဖန်တီးလို့ရပါတယ်
ဒီ music flow ကိုကြိုက်တယ်ဆိုရင်ကျွန်တော်ဒီဟာလေးကိုယူလိုက်မယ်ပြီးရင်အောက်ကနေပြီးတော့ကိုယ့်ရဲ့ပုံစံလေးနဲ့ prompt လေးတစ်ခုရေးထည့်ပေးလိုက်မယ်ဒါဆိုရင်တော့အခုဒီမှာ workout ဆိုတဲ့ music type ပုံစံလေးကို reference ယူပြီးတော့နောက်ထပ်ဒီလုံးအသစ်လေးတစ်ပုဒ်ပြန်လေးထုတ်ပေးတာကိုမိတ်ဆွေတို့တွေ့ရပါလိမ့်မယ်ဒါကြောင့်ဒီထဲမှာလည်းကိုကြိုက်နေတဲ့ music type တွေပါတယ်ဆိုရင် reference ယူပြီးတော့အလွယ်တကူပဲဖန်တီးလို့ရပါတယ်တခုရှိတာကဒီ tool ကိုသုံးတဲ့အခါမှာကိုလိုချင်တဲ့သချင်းတေးသွားတွေကိုရရှိဖို့အဓိကအရေးကြီးဆုံးကတော့ mix လို့ရေးထည့်ပေးလိုက်တဲ့ prompt ပဲဖြစ်ပါတယ်ဒီ prompt ရေးသားနည်းကိုလည်းအခုဒီဗီဒီယိုထဲမှာသချင်းလေးတွေစမ်းထုတ်ပြရင်းနဲ့တခါတည်းမျှဝေပြပြပေးတော့ပါမယ်ဒါဆိုအခုပထမဆုံးအနေနဲ့ရိုးရိုးရှင်းရှင်း prompt လေးတစ်ခုရေးထည့်ပေးပြီးတော့ခိုင်းကြည့်ကြည့်ပါမယ်ဒီမှာဆိုရင် channel အတွက် YouTube intro music လေးတစ်ပုဒ်ဖန်တီးပေးပါဆိုပြီးတော့ရေးထည့်ပေးလိုက်ပါတယ်သချင်းတစ်ပုဒ်ရရှိဖို့ကလည်းစက္ကန့်ပိုင်းလောက်ပဲကြာပါတယ်အခုဒီမှာဆိုရင်တော့သူ့ဘက်ကနေပြန်ထုတ်ပေးလာတဲ့သချင်းလေးကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့တစ်ချက်ဆန်းပြီးတော့နားထောင်ကြည့်ရအောင်ပါ With Access AI, you got the key. Tutorials make it easy, you see. AI tools and apps, let's break it down. We're the ones who run this town. With Access AI, you got the key. Make the future work for you and me. Access AI. Access AI Mingalaba Mingalaba. Mingalaba Access AI သူထုတ်ပေးလိုက်တဲ့ music type ကလည်းတကယ်ကိုမိုက်ပါတယ်။ Okay ဒါဆိုရင်နောက်ထပ်မြန်မာလိုသချင်းစာသားတွေရေးထည့်ပေးပြီးတော့သချင်းတစ်ပုဒ်ဆိုခိုင်းကြည့်ပါ။ဒီနေရာမှာကိုဆိုစေခြင်းနဲ့သချင်း lyric တွေကိုရေးထည့်ပေးလိုက်တယ်။ပြီးရင်အဲ့ဒီအောက်ကနေပြီးတော့ကိုလိုခြင်းနဲ့ music ပုံစံလေးကိုပါတခါတည်းထည့်ပေးလိုက်ပါ။ဒီနေရာမှာ prompt formula တစ်ခုကိုကျွန်တော်စပြီးတော့သုံးလိုက်ပါပြီ။ဒါကတော့အခုမြင်တွေ့နေရတဲ့ genre လို့ခေါ်တဲ့ဂီတအမျိုးအစားကိုထည့်ပေးလိုက်တာပါ။ Burmese traditional music ဆိုပြီးတော့ music style ဆိုပြီးတော့ထည့်ပေးလိုက်ပါတယ်။ဒါကကျွန်တော်လိုချင်တဲ့ဂီတအမျိုးအစားတစ်ခုကိုသူ့ကိုထည့်ပေးလိုက်တာပါ။အဲ့ပြီးရင်တော့ကျွန်တော်တို့သူ့ကိုသချင်းတစ်ပုဒ်ဖန်တီးခိုင်းကြည့်ပါမယ်ဒီမှာသူ့ဘက်ကထုတ်ပေးလာတဲ့သချင်းလေးကိုရရှိလာပါပြီအတားကျူးတဲ့တကူလာချိန်ခါနှစ်ကူသင်ကြမဟာသူလေးနဲ့တွေ့ရပုံမှာမေ့လဲမမေ့နိုင်ပါဒီမှာဆိုရင်မြန်မာအတန်ကလည်းလုံးဝပီပီတတ်တတ်ရှိပြီးတော့ AI လို့တောင်မထင်ရလောက်အတန်ကပြည်ပြင်းကောင်းမွန်လွန်းပါတယ်ဒါကကျွန်တော်ပထမဆုံး prompt formula တစ်ခုကိုစပြီးတော့သုံးကြည့်လိုက်တာပါဒီလိုမျိုးပဲနောက်ထပ်ဆက်ပြီးတော့သုံးရမယ့် prompt formula တွေလည်းရှိပါသေးတယ်ဒါကိုကျွန်တော်တစ်ခုချင်းညှဝေပြပြပေးတော့ပါမယ် Okay ဒါဆိုနောက်ထပ်တစ်ခုထပ်ပြီးတော့စမ်းကြည့်ကြည့်ပါမယ်ဒီနေရာမှာမိတ်ဆွေတို့သတိထားရမှာတစ်ခုကကိုဖန်တီးမဲ့သချင်းပုံစံကဒီရှေ့ကဖန်တီးခဲ့တဲ့ပုံစံနဲ့မတူဘူးဆိုရင် new chat ခေါ်ပြီးတော့ဖန်တီးဖို့လိုပါတယ်အကယ်၍အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုဖန်တီးလက်စ chat ထဲမှာပဲနောက်ထပ် music type တစ်ခုကိုဖန်တီးခိုင်းမယ်ဆိုရင်ခင် music type ပုံစံကိုပဲပြန်ထုတ်ပေးပြီးတော့ကိုလိုချင်တဲ့သချင်းသစ်ပုံစံမပြောင်းသွားတာမျိုးတွေဖြစ်တတ်ပါတယ်ဥပမာဒီမှာဆိုရင်အခုဒီ chat ထဲမှာပဲနောက်ထပ်စာသားအသစ်တစ်ခုနဲ့သချင်းတစ်ပုဒ်ကိုနောက်ထပ်ထပ်ပြီးတော့ဖန်တီးခိုင်းကြည့်လိုက်တဲ့အခါမှာအပေါ်မှာထုတ်ပေးခဲ့တဲ့ရခင် music version ကိုပဲပြန်ပြီးတော့ဒီမှာပြန်ထုတ်ပေးတာကိုတွေ့ရပါတယ်ဒါကြောင့်မလို့ဒီလိုမျိုး error လေးတွေမဖြစ်အောင်မိတ်ဆွေအနေနဲ့သချင်းတစ်ပုဒ်ဖန်တီးပြီးတိုင်းမှာနောက်ထပ် new chat ခေါ်ပြီးတော့ music type တစ်ခုနဲ့အသစ်ဖန်တီးဖို့လိုပါတယ်ပုံစံမတူစာသားမတူတဲ့သချင်းတွေကိုထပ်ထုတ်မယ်ဆိုရင် new chat ခေါ်ပြီးတော့ထုတ်တာကပို့ပြီးတော့အဆင်ပြေပါတယ်ဒီမှာ new chat ကနေပြီးတော့နောက်ထပ် prompt တစ်ခုထပ်ထုတ်ပြီးတော့ဖန်တီးခိုင်းကြည့်လိုက်ပါမယ်ဒီနေရာမှာဆိုရင်သချင်း lyrics လေးတွေရေးထည့်ပေးလိုက်မယ်ပြီးရင်ကိုလိုချင်တဲ့သချင်းပုံစံပြီးရင်နောက်ထပ်ဘယ်လိုမျိုးထုံးလိုချင်တာလဲဆိုတာပါထပ်ပြီးတော့ prompt formula နောက်တစ်ခုကိုထပ်ပြီးတော့သုံးကြည့်လိုက်ပါမယ်ဒါဆိုရင်တော့သူ့ဘက်ကပြန်ထုတ်ပေးလာတဲ့သချင်းလေးကိုမိတ်ဆွေတို့မြင်တွေ့ရမှာဖြစ်ပါတယ်ကြည့်ရှုသူမိတ်ဆွေများစိတ်ချမ်းသာစေသာကိုချမ်းသာစေသာစိတ်ရွှေများထီအလားတိုးပွားကြစေသာကြံတိုင်းအောင်ဆောင်တိုင်းမြောက်လို့လူရစန္ဒအလုံးပြေဝကြစေသာဒီမှာဆိုရင် prompt formula တွေကနောက်တစ်ချက်ဖြစ်တဲ့ tempo and rhythm ကိုထည့်ရေးပြီးတော့ထုတ်ခိုင်းထားတာပါဒါကြောင့်သူ့ရဲ့ဂီတပုံစံကလည်းကျွန်တော်လိုချင်တဲ့ပုံစံလေးတိုင်းပြန်လည်ထုတ်ပေးနိုင်တာကိုတွေ့ရပါတယ်ဆိုတော့ကျွန်တော်ဒီမှာ prompt formula အားလုံးကိုတော့တစ်ဆင့်ချင်းတစ်ပုတ်ချင်းစမ်းထုတ်မပြတော့ပါဘူးဒါပေမဲ့ဘယ်လိုချိန်မှာဘယ်လို formula မျိုးထည့်သုံးသင့်တယ်ဆိုတာကိုတော့ကျွန်တော်စမ်းကြည့်ထားသလောက်ပြန်လည်မျှဝေပြပြပေးတော့ပါမယ်ဆိုတော့ result ကောင်းမွန်တဲ့သချင်းတစ်ပုတ်သို့မဟုတ်တေးသွားတစ်ခုကိုရရှိဖို့အတွက်အကုန်လုံးရေးထည့်ဖို့အဆင်မပြေဘူးဆိုရင်တော့မှသချင်းမျိုးစားဒါမှမဟုတ်ဂီတရဲ့ခေတ်ကာလတစ်ခုခုကိုမပါမဖြစ်ထည့်ပေးဖို့လိုပါတယ်မိတ်ဆွေတို့လည်းသချင်းထုတ်တိုင်းအနည်းဆုံး instruction တစ်ခုတော့အောက်ကနေထည့်ရေးပေးလိုက်ခြင်းကကိုလိုချင်တဲ့ပုံစံကိုတေချာပေါက်ရရှိစေမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ tempo and rhythm လို့ခေါ်တဲ့စီးချက်အနေအမြင့်ပုံစံပဲဖြစ်ပါတယ်မိတ်ဆွေရဲ့သချင်းကပျော်စရာကောင်းတဲ့သချင်းလားဝမ်းနည်းစရာပုံစံမျိုးလားဒါမှမဟုတ်စိတ်ခွန်အားဖြစ်စေတဲ့ပုံစံမျိုးလားတီလုံးအနည်းအမြန်
စသဖြင့်စိတ်ခံစားချက်ကိုဖော်ကျူးတဲ့ music type ကိုထည့်ရေးပေးနိုင်ပိုကောင်းပါတယ်။ငြိမ်ညောင်းတာရတဲ့တေးသွားပုံစံမျိုးစသဖြင့်ထည့်ပေးလိုက်လို့လည်းရပါတယ်။နောက်တစ်ချက်ကတော့ instrument လို့ခေါ်တဲ့တူရိယာရွေးချယ်ပေးမှုပါပဲ။ဘယ်လိုတူရိယာအတန်နဲ့တေးသချင်းကိုရကျင်တာလဲဆိုတာကိုရွေးချယ်ပေးလို့ရပါတယ်။ဥပမာပက်တလားနဲ့တီးတဲ့တီလုံးမျိုးလားဒါမှမဟုတ်ဂီတာပါဝင်ရမယ်စသဖြင့်တူရိယာတစ်ခုခုကိုထည့်ပေးလိုက်ခြင်းကလည်းကိုလိုချင်တဲ့ပုံစံတိုင်းကိုရရှိစေမှာပါ။နောက်ထပ်နံပါတ်၄ခုမြောက်အချက်ကတော့ vocal လို့ခေါ်တဲ့တီဆိုသူရဲ့အတန်ပိုင်းပဲဖြစ်ပါတယ်။ကိုလိုချင်တဲ့ပုံစံနဲ့အကိုက်ညီဆုံးတီဆိုမှုကိုရရှိနိုင်ဖို့အတွက်အဆိုတော်ရဲ့အတန်ကကြားမအတန်ရည်သွေးနဲ့အတန်နဲ့မြင့်တို့ကိုရေးထည့်ပေးလိုက်ခြင်းကလည်းပုံမူကောင်းမွန်တဲ့ result တွေကိုရရှိစေမှာပါဥပမာအလွန်ตายာငြိမ်ညောင်းပြီးတော့လေယူလေသိမ့်မှန်တဲ့မျိုးသမီးတယောက်ရဲ့အတန်ဒါဝင်အကွဲကွဲဖြစ်နေတဲ့ rocker ကြီးတယောက်ရဲ့အတန်စသဖြင့်ရေးထည့်ပေးနိုင်ပါတယ် prompt formula တွေကနေနောက်ဆုံးတစ်ချက်ကတော့ lyric ဆိုတဲ့သချင်းစာသားပိုင်းပဲဖြစ်ပါတယ်သချင်းရဲ့အကြောင်းအရာဒါမှမဟုတ်ကိုယ်ပိုင်သချင်းစာသားတွေကို intro verse chorus outro စသဖြင့်ပါဝင်အောင်ပြည့်စုံစုံထည့်သွင်းရေးသားပေးနိုင်တယ်ဆိုရင်လည်းပုံမကောင်းမွန်တဲ့သချင်းတစ်ပုဒ်ကိုဖန်တီးနိုင်ပါတယ်ဒါကတော့ Lyria 3ကနေပြီးတော့ guideline လုပ်ပေးထားတဲ့ prompt formula တွေကိုကျွန်တော်စမ်းသုံးကြည့်သလောက်မြန်မာမှုပြုပြီးတော့မျှဝေပြပြပေးခဲ့တာဖြစ်ပါတယ်အခုကျွန်တော်ဒီမှာပြောပြပေးခဲ့တဲ့ prompt formula နည်းတိုင်းပဲသုံးပြီးတော့အခုဒီသချင်းလေးတစ်ပုဒ်ကိုထုတ်ထားပါတယ်ဒီမှာဆိုရင်သချင်းပုံစံအနေနဲ့မြန်မာရိုးရာဂီတစစ်စစ် Burmese traditional music ဆိုပြီးတော့ထည့်ထားတယ်ဒုတိယပိုင်းမှာဆိုရင်မြန်မာစောင်းနဲ့ပတ်တလားအတန်တွေပါဝင်ရမယ်ဆိုပြီးတော့ပြောထားတယ်အဆိုပိုင်းမှာတော့အဆိုတော်ကအတန်အေးလေးနဲ့အမျိုးသမီးတန်ဖြစ်ပြီးတော့ပကံမီရဲ့အလှတရားအကြောင်းကိုဖော်ကျူးထားတဲ့အတန်မျိုးပြောထားပါတယ်ပြီးရင်သချင်းစာသားကိုတော့အောက်မှာအခုလိုလေးထည့်ပေးပြီးတော့ဖန်တီးခိုင်းကြည့်လိုက်ပါတယ်ဒါဆိုရင်တော့သူ့ဘက်ကထုတ်ပေးလာတဲ့သချင်းတွေကိုအခုဒီမှာနားဆင်ကြည့်လိုက်ပါ The my hondo gay wuya she yo ya mi ma pogamba city pato su su zo fu myo ma wa lo la se go oh la pa ba be pogam ye yo ya ala rwe ka ba ti seဒါကြောင့်မိတ်ဆွေတို့လည်းအခုပြောပြပေးခဲ့တဲ့ prompt formula လေးအတိုင်းသုံးပြီးတော့ထုတ်မယ်ဆိုရင်ကိုလိုချင်တဲ့သချင်းတန်စင်တွေကိုရရှိမှာသိကြပါတယ် create music feature ကိုသုံးပြီးတော့နောက်ထပ်လုပ်လို့ရတဲ့အရာတစ်ခုရှိပါသေးတယ်ဒါကတော့ကျွန်တော်တို့ကြိုက်နှစ်သက်လို့ထည့်ပေးလိုက်တဲ့ image လေးတစ်ခုကနေပြီးတော့ live ဖတ်တဲ့ audio track တစ်ခုကိုဖန်တီးပေးနိုင်တာပဲဖြစ်ပါတယ်အဲ့လိုဖန်တီးဖို့အတွက်အခုဒီမှာမြင်တွေ့နေရတဲ့ plus icon လေးနှိပ်ပြီးတော့ပုံလေးတစ်ပုံကို upload လုပ်ပေးလိုက်ပါဒါပြီးရင်တော့ကိုလိုချင်တဲ့ music vibe ကိုဒီနေရာမှာရေးထည့်ပေးလိုက်လို့ရပါတယ်အကယ်၍သချင်းတွေပါတယ်တန်စင်တွေစိုးစီခြင်းနဲ့ဆိုရင်လည်းlyric လေးကိုဒီမှာရေးထည့်ပေးလိုက်ပါဒါပြီးရင်တော့ Lyria 3ကိုတချင်းလေးတစ်ပုဒ်ဖန်တီးပေးဖို့အတွက်ခိုင်းကြည့်လိုက်ပါဒါဆိုရင်တော့အခုလိုမျိုးထည့်ပေးလိုက်တဲ့ပုံရေးပေးလိုက်တဲ့ prompt လေးအတိုင်းပဲ sound လေးတစ်ခုထုတ်ပေးလာတာကိုတွေ့ရပါတယ်ဒီနည်းလမ်းအတိုင်းပဲ Miss Ru ရဲ့ photo လေးတွေသုံးပြီးတော့ဒီကနေရလာတဲ့တန်စင်တွေတချင်းတွေနဲ့ကိုယ့်ရဲ့ပုံလေးတွေကိုပေါင်းဆက်ပြီးတော့ social media platform တွေပေါ်မှာလည်းပြန်လည်အသုံးပြုနိုင်တာပဲဖြစ်ပါတယ်ဒါကတော့ Google ကနေအသစ်ထုတ်လိုက်တဲ့ Music Generation AI2 ဖြစ်တဲ့ Lyria 3ကိုဘယ်လိုမျိုးအသုံးပြုလို့ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မျှဝေပြပြပေးခဲ့တာဖြစ်ပါတယ်အကယ်၍ Miss Ru က Lyria 3ကိုအသုံးပြုပြီးတော့ music လေးတွေဖန်တီးနေတယ်ဆိုရင်လည်းပဲအတွေ့အကြုံလေးတွေကိုအောက်က comment မှာဝင်ရောက်မျှဝေပေးသွားလို့ရပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတွေကြိုးရှိရဆိုရင် like လေးနှိပ်ပြီးတော့အားပေးသွားလို့ရပါတယ်အကယ်၍မိတ်ဆွေက channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း channel လေးကို subscribe လုပ်သွားခဲ့ဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ပါမယ်